တော့အော်တဲ့ဒါမဲ့ဒီနေမှာလာ3တဲ့နေ့ညဟာနမိတ်ကောင်းတော့ညတညမဟုတ်မင်္ဂလာရှိတော့ညတညမဟုတ်ဘူးဆိုတာကိုတော့မြန်မာတိုင်းခံယူထားဖို့အခုဒီစကားပြောခဲ့မယ်မန္တလေးမြို့နဲ့ဒီမြို့နဲ့နီးနီးလေး1885နိုဝင်ဘာလ29ရက်နေ့မှာငါတို့ရဲ့အရှင်တကယ်ဒီဝေါမင်းနဲ့စုပရလက်ကိုအင်္ဂလိပ်မျက်နှာဖြူတွေကကြက်ကလေးငက်ကလေးဖမ်းတယ်လို့ဖမ်းသွားခဲ့တာလဲမင်းတို့သိအဲ့လိုနိုဝင်ဘာ29မှာဖမ်းပြီးအခုလိုဒီနေမှာလာ3ရက်နေ့မှာရန်ကုန်မြို့ရောက်3ရက်တည်းနဲ့ရန်ကုန်ကနေနိုင်ငံသားတင်မောနဲ့ခေါ်တာဒီလိုရန်မျိုးမှာအိန္ဒိယနိုင်ငံမှာမင်းတို့ငါတို့ရဲ့ခေါင်းဆောင်စုပရလက်နဲ့ဒီဝေါမင်းဟာသူ့ကြုံဘဝနဲ့အတိတ်ဆက်ခံရတဲ့ဆိုတာရောမင်းတို့မေ့နေကြပြီမဟုတ်လားအဲ့ဒီလိုနဲ့အိန္ဒိယနိုင်ငံဘယင်ကန်ချုပ်ကဟိုးဒီတိမ်မှာရှိတဲ့ဝိတိုရိယဘယင်မကြီးကိုမက်ဆေ့တစ်ခုလှမ်းပို့လိုက်တယ်မှန်လားပါအရှင်ဝိတိုရိယဘယင်မကြီးအခုလာမဲ့1885ဒီတိမ်မှာ31 Happy New Year ညမှာအရှင်ဘယင်မကြီးအတွက်ကျွန်တော်မျိုးကြီးအထူးလက်ဆောင်စီမံထားပါတယ်ဖယားဆိုတော့ဟဲ့နင်ကဘာများစီတန်ထားသလိုဘယင်မကြီးဝမ်းလာပါဘယင်မကြီးရဲ့နှစ်တင်ကိုလက်ဆောင်အဖြစ်တီဘောမင်းနဲ့စုပရလက်လို့ခေါ်တဲ့ကျုံခေါင်းတော်2ယောက်နဲ့မြန်မာနိုင်ငံသားတွေလို့ခေါ်တဲ့ကျုံပစ္စည်းကွင်းသေးလေးတွေအများကြီးပါတဲ့နိုင်ငံတနိုင်ငံကိုကျုံနိုင်ငံအဖြစ်ကျွန်တော်တို့လက်ဆောင်ပေးပါတယ်လို့အင်္ဂလိပ်ဘယင်ကန်ချုပ်ကပြောလိုက်တဲ့အခါမှာဝိတိုရိယဘယင်မကြီးနဲ့ဒီတိမ်နိုင်ငံသားတွေကဝမ်းသာလို့လက်ကမောင်းခတ်ပြီးအဲ့ဒီညမှာ Happy New Year လို့မိုးကွဲအောင်အော်ခဲ့ကြတဲ့အခြေခင်ဗျားတို့ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေကဟဲ့ဒီမန္တလေးနေပြည်တော်မှာသူ့ကြိုးမဝနဲ့မြေကြီးကိုဒူးနဲ့ဆောင်းမျက်နှာနဲ့အပ်ပြီးကဘာပြောအောင်ငိုနေခဲ့ရတဲ့ညတညဆိုတဲ့တမိုင်းကိုခင်ဗျားတို့ကျွန်တော်တို့မသိတဲ့အတွက်ကိုမျက်နှာကိုအိုးမဲတုပ်ပြီးဘူးမသိဖမ်းမသိနဲ့ Happy New Year လို့သွားအော်နေတဲ့အခါနိုင်ငံသားတွေကကျွန်တော်တို့ကြည့်ပြီးရီးရလှောင်းရအဖြစ်နဲ့ပျော်နေမှာကိုလည်းခင်ဗျားတို့မြင်အောင်ထားကြစမ်းပါအဲ့ဒီကနေ1885ကိုကျော်လို့1886ဇန်နဝါရီလ1ရက်နေ့မနေ့အစောကြီးမှာတကဘာလုံးကိုကျင်းကြတယ်မြန်မာနိုင်ငံလို့ခေါ်တဲ့ကျိုးနိုင်ငံတနိုင်ငံကိုဗြိတိရှဓနသဟာယနိုင်ငံရဲ့ကျိုးနိုင်ငံအဖြစ်တွန်းသွင်းနေဆိုတဲ့အကြောင်းကဘာတိကျင်းကြလိုက်တဲ့အခါမှာမင်္ဂလာရှိတဲ့ Happy New Year လို့အော်တဲ့အချိန်ခင်ဗျားတို့ကျွန်တော်ရဲ့အဖိုးဖွားတွေကျိုးဖြစ်တဲ့နေကြီးဖြစ်တယ်ဆိုတာကိုသတိရကြသမ်းပါအဲ့ဒီနေ့ကိုဘာမဟုတ်တဲ့အရက်လေးတစ်ခွက်ဘီယာလေးတစ်ပက်နဲ့အမိနိုင်ငံတော်နဲ့လူမျိုးဘာသာသာသနာကိုရောင်းမစားကြပါနဲ့လို့မိမောင်တို့အော်ပြရင်ကျွန်တော်ရဲ့ဇာတ်ကားကိုညီကုန်းချုပ်ပါတယ်အားလုံးကြားပါလို့ချမ်းသာအောင်ရပါတယ်ခင်ဗျာ